မင်္ဂလာပါ Mastery Recap ပါဒီနေ့မှာတော့9 Dead လို့ခေါ်တဲ့တစ်ထိပ်ရင်ဘူးထိတ်လန့်စရာရုပ်ရှင်ကားတစ်ကြောင်းကိုရှင်းပြပေးသွားမှာပါ spoilers တွေပါဝင်မှာဖြစ်လို့သတိထားကြည့်ရှုပေးကြပါဇာတ်ကားကို Los Angeles မြို့မှာစတင်ထားပြီးလှုပ်ဝက်ဆန်းကျဲတဲ့လူတစ်ယောက်ဟာလက်နက်တိုက်တစ်ခုကိုအသေးချပြင်ဆင်နေတာကိုတွေ့ရပါတယ်ဒါဟာသူတစ်ခုခုမကောင်းတာကြံစီနေတာကိုပြသနေတာပါနောက်တစ်ခါမှာတော့ Night Club ပိုင်ရှင်ဆိုလီကအားလက်ရက်ယူတဲ့ကာချေတဲမလေးတစ်ယောက်ကိုအော်ဟောက်နေတာကိုတွေ့ရပါတယ်ခိတ္တအကြာမှာသူအိမ်ပြန်ဖို့ Night Club ကနေထွက်လာခဲ့ပေမဲ့ရုတ်တရက်မျက်နှာဖုံးဆွတ်ထားသူတစ်ယောက်ကသူ့ကိုထုံဆေးနဲ့ပစ်ပြီးဖမ်းဆီးခေါ်ဆောင်သွားပါတယ်အဲ့ဒီနောက်မှာတော့ရဲအရာရှိ Jackson နဲ့သူ့လုပ်ဖော်ကိုင်ဖက်ကိုတွေ့ရပါတယ်သူဟာလည်းအဲ့ဒီမျက်နှာဖုံးဆွတ်ထားသူရဲ့ဖမ်းဆီးခြင်းကိုခံရပြီးဖမ်းဆီးသူက Jackson ရဲ့လုပ်ဖော်ကိုင်ဖက်မျက်လုံးထဲကိုမျက်ရည်ယိုဂတ်နဲ့ပတ်ကထွက်ပြေးသွားပါတယ်သူကလို့ခေါ်တဲ့နောက်ထပ်လူတစ်ယောက်ကတော့မြို့ထဲမှာဖြစ်နေတဲ့ပြန်ပေးဆွဲမှုသတင်းတွေကိုကဖေးတစ်ခုမှထိုင်ကြည့်နေပါတယ်သတင်းကအတော်လေးပြန့်နှံ့နေပါပြီသူစိုးရိမ်စိတ်ဝင်ပြီးကဖေးကနေထွက်လာတဲ့အခါမှာတယောက်ကသူ့နောက်ကိုလိုက်နေတာကိုခန်းစားမိပါတယ်သူကသူ့ကိုယ်သူခုခံဖို့ဓာတ်ကိုထုတ်လိုက်ပေမဲ့ထိုသူစိမ်းကသူ့ကိုလျှက်စစ်ရှော့တိုက်ပြီးဆွဲခေါ်သွားပါတယ်နောက်ထပ်သားကောင်ကတော့ညနှောင်းပိုင်းမှာဘားတစ်ခုကနေထွက်လာတဲ့ Christian ဆိုတဲ့လူငယ်လေးပါအဲ့ဒီနောက်မှာတော့ Kelly Murphy ဆိုတဲ့အမျိုးသမီးဟာလည်းထိုသူစိမ်းရဲ့လျှက်စစ်ရှော့တိုက်ဖမ်းဆီးခြင်းကိုခံရပါတယ်နောက်တစ်ခါမှာတော့ဖမ်းဆီးခံရသူအားလုံးကိုအခန်းတစ်ခန်းထဲမှာတွေ့ရပါတယ်ဇာတ်ကားကိုဒီနေရာကနေပဲစခဲ့တင်တာလို့ကျွန်တော်ထင်မိပါတယ်သူတို့ကိုတိုင်တွေမှာချီနှောင်ထားပြီးခေါင်းတွေကိုအိတ်တွေနဲ့ဆွတ်ထားပါတယ်ခိတ္တအကြာမှာမျက်နှာဖုံးဆွတ်ထားသူကမီးဖွင့်လိုက်ပြီးသူတို့ရဲ့ခေါင်းဆွတ်အိတ်တွေနဲ့ပါးစပ်ကတိတ်တွေကိုဖယ်ရှားပေးပါတယ်အခန်းထဲမှာဖမ်းဆီးခံထားရသူစုစုပေါင်း9ယောက်ရှိနေပြီးအစောပိုင်းကမြင်ခဲ့ရသူတွေအပြင်မိနဒီခရစ်ယာန်ဘုန်းကြီး Father Francis နဲ့အင်္ဂလိပ်စကားမပြောတတ်တဲ့တရုတ်မျိုးသမီးချန်တို့ပါဝင်ပါတယ်လူမျိုးစုံအောင်ထည့်ထားတာကိုမေ့နေပုံရပါတယ်ဖမ်းဆီးခံရသူအားလုံးဟာဘာကြောင့်ဒီကိုရောက်နေရတယ်လဲဆိုတာကိုတဝေဇဝါဖြစ်နေပြီးမျက်နှာဖုံးဆွတ်ထားသူကိုဆဲဆိုကြပါတယ်ဒါပေမဲ့ပြန်ပေးဆွဲသူကသူတို့ကိုဒီကိုခေါ်လာရခြင်းမှာတိကျတဲ့အကြောင်းပြချက်ရှိကြောင်းနဲ့ဘာကြောင့်လဲဆိုတာကိုသူတို့ဘာသာရှာဖွေရမှာဖြစ်ကြောင်းအေးစစ်စစ်ပြောပြပါတယ်10မိနစ်ပြည့်တိုင်းသူပြန်လာမှဖြစ်ပြီးအကယ်၍အမှန်တရားကိုမရှာဖွေနိုင်ခဲ့ရင်တယောက်ကိုတပ်ပစ်မယ်လို့သူကသတိပေးပါတယ်ဒါပေမဲ့သူတို့သာရှာဖွေနိုင်ခဲ့ရင်ကြန့်ရှိတဲ့သူတွေကိုလွတ်ပေးမဲ့အပြင်သူ့ရဲ့ရာဇဝတ်မှုအားလုံးကိုရဲစီမှာဝန်ခံမယ်လို့ကတိပေးပါတယ်အဲ့ဒီနောက်မှာတော့သူကမြေဖြူခဲအချို့ကိုကျမ်းပြင်ပေါ်ပစ်ချအချိန်မှတ်နာရီကိုဖွင့်ပြီးအခန်းထဲကထွက်သွားပါတယ်ဖမ်းဆီးခံရသူတွေရဲ့လက်တစ်ဖက်စီကိုရုတ်တရက်လွတ်ပေးလိုက်တဲ့အတွက်သူတို့ဘာမှားတွေလုပ်ခဲ့မိလို့ဒီလိုအပြစ်ပေးခံရတာလဲဆိုတာကိုစဉ်းစားကြပါတယ်エဒီက Father Francis ကိုကလေးတစ်ယောက်ကိုစော်ကားခဲ့တာလားလို့လက်ညှိုးထိုးပြောပေမဲ့ဘုန်းကြီးကသူဘသူ့ကိုမှမထိခိုက်ခဲ့ဘူးကြောင်းရင်းဆိုပါတယ်အဲ့ဒီအချိန်မှာခုကန်ကသူကလေးတစ်ယောက်ကိုစော်ကားခဲ့ဘူးကြောင်းဝန်ခံလိုက်တဲ့အတွက်တခြားသူတွေကသူ့ကိုဝိုင်းဝန်းဆဲဆိုကြပါတယ်ဘသူမှမမေးပဲဖြေတာပါခုကန်ရဲ့နောက်တော့エဒီကမြေဖြူခဲကိုယူပြီးနေရမှာစာရေးကလူတိုင်းကိုတယောက်ချင်းစီမိတ်ဆက်ခိုင်းပါတယ်ကယ်လီကသူမဟာခရိုင်အစိုးရရှိနေတယောက်ဖြစ်ပြီးရာဇဝတ်ကောင်များပြကိုထောင်ချခဲ့ဘူးတာကြောင့်တယောက်ကကတုံးပေါ်ထိတ်ကွက်တာလက်စားချေတာဖြစ်နိုင်တယ်လို့ပြောပါတယ်ခိတ္တအကြာမှာခရစ်ယာန်ကဆိုလီကိုမှတ်မိသွားပြီးလွန်ခဲ့တဲ့နှစ်အနည်းငယ်ကသူနဲ့စီးပွားရေးလုပ်ခဲ့ဘူးတာကိုသတိရသွားပါတယ်ဆိုလီဟာအတူကြီးပေးစားသူ Loan Shark တယောက်ဖြစ်ပြီးခရစ်ယာန်ကိုမူရစ်ဆေးဝါးအတွက်ဒေါ်လာ9သူညချေးပေးခဲ့တာပါခရစ်ယာန်ကဆေးရောက်နေတော့အဖမ်းခံရပြီးထောင်3နှစ်ကြာခဲ့ပါတယ်သူထောင်ကထွက်လာတဲ့အခါဆိုလီရဲ့ကြောက်စရာကောင်းတဲ့ဂုဏ်သတင်းကြောင့်သူ့ပတ်စံကိုပြန်ဆက်ခဲ့ပါတယ်ဒါပေမဲ့အခုတော့ခရစ်ယာန်ကအဲ့ဒီဘဝကိုဆွန့်လွတ်လိုက်ပြီးဟောလိဝုဒ်မှာအသက်မွေးဖို့စူးစမ်းရင်းဘာတင်တာအဖြစ်လုပ်ကင်နေတာပါမကြခင်မှာအချိန်ပြည့်သွားပြီးမျက်နှာဖုံးဆွတ်ထားသူအခန်းထဲကိုဝင်လာကဘာကြောင့်ဒီကိုရောက်နေလဲဆိုတာသိပြီလားလို့မေးပါတယ်ကယ်လီကအချိန်ထက်တောင်းပေမဲ့သူကဂယုမဆိုင်ပဲခရစ်စတနာကိုတွားပြီးတခုခုကိုတိုးလေးကပ်ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားရတဲ့အခါကောင်လေးကလန့်သွားပြီးသူဘလို့မှမစင်စားမိနိုင်တဲ့အကြောင်းပြောနေတော့မှပဲမျက်နှာဖုံးဆွတ်ထားသူကသူ့ကိုရက်ဆက်ပြစ်တက်လိုက်ပါတယ်အားလုံးထိတ်လန့်တကြားအော်ဟစ်နေကြစင်မှာလူသက်သမားကအလောင်းကိုဆွဲထုတ်သွားပြီးတကားပိတ်ကအချိန်မှတနာရီကိုပြန်ဆလိုက်ပါတယ်နောက်တော့ဖမ်းဆီးခံရသူတွေအချင်းချင်းညှင်းခုန်ကြပြီးတယောက်နဲ့တယောက်အပြစ်တွေကိုဝန်ခံဖို့တိုက်တွန်းကြပါတယ်ရုတ်တရက်ခုကန်ကသူထောင်ထဲမှာ9နှစ်နေခဲ့ရပြီးအခုမှလွတ်လာတာဖြစ်ကြောင်းပြောပါတယ်ကလေးရဲ့အလောင်းကိုရှာမတွေ့တာကြောင့်သူဟာပြစ်ဒဏ်နည်းနည်းပဲကြခံခဲ့ရတာဖြစ်လို့အားလုံးကယွန်ရှာဆက်ဆုပ်သွားကြပါတယ်ကလေးကအဝန်းကိုသူ့နောက်ကျောင်းမေးတဲ့အခါသူကသူ့ညီနဲ့အတူတပြတိုက်ခဲ့ဘူးကြောင်းဝန်ခံပါတယ်ဒါပေမဲ့သူကအနည်းဆုံးတော့လူမတက်ခဲ့တယ်လို့ကလေးတွေကိုလည်းမထိခဲ့ဘူးလို့သူ့ကိုယ်သူကာကွယ်ပြောဆိုပါတယ်အဲ့ဒီနောက်မှာတော့အေဒီကသူ့အကြောင်းသူပြောပြပါတယ်သူဟာကျမ်းမာရေးအာမခံအမှုဆောင်တစ်ယောက်ဖြစ်ပါတယ်သူကသူ့ကိုယ်သူလူကောင်းတစ်ယောက်လို့ပြောဆိုပါတယ်ဒါကိုလော့ဂျက်ကိုတွားပြောကြည့်ပါသူ့ကုမ္ပဏီကစေဝါစံတက်မှုတွေလှုပ်ဆောင်တယ်လို့သူကဆိုပါတယ်လွန်ခဲ့တဲ့နှစ်ငယ်ကသူ့ခဲအိုဟာဥမာကြီးကင်ဆာဖြစ်ခဲ့ပါတယ်ဒီကစာရွက်စာတမ်းတချို့ကိုအတုလုပ်ပြီးသူ့ခဲအိုကိုစေကူတက်ခွင့်ရအောင်ကူညီပေးခဲ့ဘူးကြောင်းဝန်ခံပါတယ်ဒါပေမဲ့သူ့မိသားစုကိုကူညီခဲ့တာဟာဘာကြောင့်တောင်းဒီလိုအဖြစ်ပေးခံရတာလဲဆိုတာကိုသူနားမလည်နိုင်ဖြစ်နေပါတယ်နောက်ပိုင်းမှာအုပ်စုထဲကလူတွေကကယ်လီနဲ့ဂျက်ဆန်တို့တယောက်နဲ့တယောက်သိနေကြတာကိုသတိထားမိပြီးသူတို့ရဲ့ပတ်သက်မှုကိုမေးမြန်းကြပါတယ်ကယ်လီကသူတို့ဖောက်ပြန်ခဲ့ကြကြောင်းဂျက်ဆန်ရဲ့ဇနီးကသိသွားတဲ့အတွက်ကွာရှင်းပြီးကလေးတွေနဲ့အတူအရီဇိုနာကိုထွက်သွားခဲ့ကြောင်းဝန်ခံပါတယ်အုပ်စုကဂျက်ဆန်ရဲ့ဇနီးဟောင်းကလက်စားချေ
နေတာဖြစ်နိုင်တယ်လို့တွေးကြပေမဲ့ Jackson ကသူကဇနီးဟောင်းစီကိုလစဉ်ပတ်စံအများကြီးပို့ပေးနေတာဖြစ်လို့မဟုတ်နိုင်ကြောင်းညင်းဆိုပါတယ်အဲ့ဒီနောက်မှာ Lin ကအကြံတစ်ခုရပြီးသူ့ဘေးက Sully ကိုသူ့လက်မောင်းကိုကန်ပေးဖို့ပြောပါတယ် Sully ကလူရိုက်ရတာဝါသနာပါသူဖြစ်လို့မဆိုင်မတော်ပဲကန်ပေးပါတယ်အစီအစဉ်ကအောင်မြင်သွားပြီး Lin ရဲ့လက်တစ်ဖက်လွတ်သွားတဲ့အတွက်အားလုံးစိတ်လှုပ်ရှားသွားပါတယ် Jackson ကလူသက်သမားအခန်းထဲဝင်လာရင်တကားနောက်မှာပုံပြီးတိုက်ခိုက်ဖို့ပြောပေမဲ့ Lin ကဘသူ့ကိုမှမကူညီနိုင်ကြောင်းနဲ့သူတို့ကိုလက်ညှိုးထောင်လာပြူပြပြီးတယောက်တည်းထွက်သွားပါတယ်ဒါပေမဲ့လူသက်သမားကကင်မရာကနေအကုန်စောင့်ကြည့်နေတာကြောင့်သူအဝေးကြီးမရောက်လိုက်ပါဘူးသူတို့အပြင်းထန်တိုက်ခိုက်ကြပြီး Lin ကလူသက်သမားကိုအနိုင်ယူကတနက်ကိုပါလူယူနိုင်ခဲ့ပါတယ်သူကလူသက်သမားကိုတနက်နဲ့ချိန်ထားပေမဲ့ထိုသူကသူဒီကိစ္စကိုနှစ်ကြာပြင်ဆင်ခဲ့တာဖြစ်လို့ဘာကမှတားဆီးနိုင်မှာမဟုတ်ကြောင်းအေးအေးဆေးဆေးပြောပါတယ်အကယ်၍သူသားတကယ်ဆိုလိုတာဆိုရင်တကားကိုတေးသေးချာချာပိတ်ထားတင်တာပါဝင်ရဲ့တနက်ထဲမှာကြီးစံမရှိတာပေါ်သွားပြီးသူထွက်ပြေးဖို့ကြိုးစားတဲ့အခါလူသက်သမားကသူ့ကိုပြစ်လိုက်တာကြောင့်ဒဏ်ရာအပြင်းထန်ရသွားပါတယ်ခိတအကြာမှာမျက်နှာဖုံးဆွတ်ထားသူကဒဏ်ရာရနေတဲ့လွန်ကိုအခန်းထဲပြန်ဆွဲသွင်းပြီးလက်ထိပ်ပြန်ခတ်တာကိုကြံတဲ့သူတွေထိတ်လန့်တကြားကြည့်နေရပါတယ်သူကဘာကြောင့်ဒီကိုရောက်နေတာလဲလို့ထပ်မေးပေမဲ့ဘယ်သူမှမသိကြပါဘူးလူသက်သမားကထုတ်ဝင်စီကိုတနက်နဲ့ချင်းကပ်လာတဲ့အခါဖြူကန်ကတခြားသူတွေစောစောစီးစီးမသေးစေချင်တာကြောင့်တွေးတွေမစင်အောင်သူတို့ကိုဖယ်ခိုင်းပါတယ်လူသက်သမားကခိကနာကိုကပ်ပြီးတခုခုပြောလိုက်တဲ့အခါဖြူကန်ကအဲ့ဒါတကယ်အကြောင်းပြချက်ကောင်းပဲလို့သဘောတူလိုက်ပါတယ်ဘာလို့တခြားဟာသူတွေကိုအော်မပြောလိုက်တာလဲအဲ့ဒီနောက်ခွန်ကန်ကမျက်နှာဖုံးဆွတ်ထားသူကိုလဲပင်းညစ်ဖို့စူးစမ်းပေမဲ့အလွယ်တကူအနိုင်ယူခံရပြီးနှလုံးကိုအပြစ်ခံလိုက်ရပါတယ်ခွန်ကန်ရဲ့အသက်မဲ့ခန္ဓာကိုယ်ကိုအပြင်ကိုဆွဲထုတ်သွားရင်းဝင်ဟာနောက်ထပ်သားကောင်ဖြစ်မယ်လို့သူကသတိပေးသွားပါတယ်ခိတအကြာမှာအချိန်မဲ့နာရီပြန်လဲစတင်လာပြီးသူတို့ဘာကြောင့်ဒီကိုရောက်နေရတယ်လဲဆိုတာကိုမသိသေးတာကြောင့်အဖွဲ့ရဲ့စိုးရိမ်စိတ်ကပုံမနှက်ဆိုင်လာပါတယ်ချန်ကခလီကိုမှတ်မိသွားပြီးမန်ဒရင်စကားနဲ့ပြောတဲ့အခါမျှော်လင့်ချက်ရောင်ကြီးလေးတန်းလာပါတယ်ဒါပေမဲ့ဘယ်သူမှနားမလဲတာကြောင့်ချန်ကမြေဖြူခဲကိုတုံးပြီးပုံဆွဲပြကဘန်ဘန်လို့ပြောပါတယ်အဖွဲ့သားတွေကဒီလိုအချိန်မှာချန်ကဘလို့ဖြစ်ပြီးရမက်ကြွနေတာလဲလို့ဘန်ဘန်ကိုတခြားတိတ်ပဲနဲ့လွယ်ပြီးတွေးလိုက်ကြပါတယ်အဲ့ဒီအချိန်မှာခဲလီကသူမကိုအမှတ်ရသွားပြီးသူမနက်မဲကနောက်ချန်လာလို့မေးရချန်ကဟုတ်မှန်ကြောင်းအတီးပြုတ်ပါတယ်လွန်ခဲ့တဲ့နှစ်နှဲငယ်ကချန်ပိုင်နဲ့အရက်ဆိုင်တပြတ်တိုက်ခံရတဲ့အမှုကိုခဲလီကင်တွေခဲ့ဘူးတာပေါ်လာပါတယ်အသက်ကြီးကြီးအမြဟိုသမီးကြီးဖြစ်တဲ့ချန်ကအသက်20အရွယ်ဝစ်ဂလေးဆိုသူကိုတရက်ခန့်အဖြစ်ထောက်ပြခဲ့ပြီးခဲလီကသူ့ကိုထောင်ချခဲ့ပါတယ်ဒါပေမဲ့တပြမှုနဲ့နာမည်ကလွဲရင်အားလုံးကိုချိတ်ဆက်လို့မရသေးပါဘူးအချိန်2မိနစ်ပဲကျွန်တော်တဲ့အချိန်မှာဝန်ကသူ့လူမတက်ဘူးလို့ပြောခဲ့တာလိန်ခဲ့တာဖြစ်ကြောင်းဝန်ခံပါတယ်သူဟာစီးပွားရေးမှာတစ္ဆာဖောက်ခံရလို့သူ့ညီရင်းကိုသူကိုယ်တိုင်တက်ခဲ့ပြီးအဲ့ဒီနောက်မှာသူတို့ရဲ့တနက်တွေကိုရောင်းစားခဲ့တာပါနောက်တရနေတဲ့လျင်ကခွင့်လွှတ်ဖို့တောင်းပန်ပြီးဖုန်ကြီးကခွင့်လွှတ်မှခုကိုရှာဖွေတဲ့သူဟာခွင့်လွှတ်မှုကိုရလိမ့်မယ်လို့ပြောပါတယ်ဒဏ်ရာကနေတွေးထွက်နေတဲ့လျင်ကလူသက်သမားဟာဒီကိစ္စကိုနှစ်ကြာပြင်ဆင်ခဲ့တယ်လို့ပြောခဲ့တာကိုသတိရသွားပါတယ်ဒါဟာအဖွဲ့အတွက်မျှော်လင့်ချက်ဖြစ်လာပြီးလွန်ခဲ့တဲ့နှစ်ကသူတို့ဘာတွေလုပ်နေခဲ့တယ်လဲဆိုတာကိုသတိရဖို့စူးစမ်းကြပါတယ်ခိတအကြာမှာတကားပွင့်လာပြီးသူတို့မှာအပြေမရှိသေးတာကိုသိတဲ့အခါလူသက်သမားကဝင်းကိုပြစ်တက်ပြီးဆွဲထုတ်သွားပါတယ်ရှုပ်ထွေးမှုတွေကြားထဲမှာ Father Francis ကသူဘာကြောင့်ဒီကိုရောက်နေရတယ်လဲဆိုတာကိုသိသွားပေမဲ့ဖွင့်မပြောနိုင်ကြောင်းရုတ်တရက်ပြောလိုက်ပါတယ်အကြောင်းကတော့သူဟာဒီအကြောင်းကိုအပြစ်ဝင်ခံပွဲ confession မှာကြားခဲ့ရတာဖြစ်ပြီးဖျားသခင်နဲ့သူ့ရဲ့ဆက်ဆံရေးဟာသူ့အသက်ထက်ပိုအရေးကြီးလို့ပါတယ်ဆိုလီကဖြောင်းဖြပြီး Kelly ကတတ်မယ်လို့ချင်းချောက်ပေမဲ့ Father Francis ကပြောဖို့ညှင်းဆိုပါတယ်ဒီကဖုန်ကြီးမပါပဲသူတို့ဘာသာရှာဖွေရမယ်လို့အကြံပြုပြီးလူတိုင်းရဲ့အနက်ရှိုင်းဆုံးလှုပ်ဝက်ချက်တွေကိုဖွင့်ပြောခိုင်းပါတယ်အဖွဲ့သားတွေကသူတို့လုပ်ခဲ့တဲ့ဆိုးရွားတဲ့အရာတွေကိုစတင်ပြောဆိုကြပေမဲ့ Father Francis ကသူတို့လမ်းကြောင်းမနေကြောင်းပြောပါတယ်သူကအရေးအမြွတ်ပေးပြီး Waitley ဟာတပြမှုမှာမပါဝင်ခဲ့ကြောင်းပြောလိုက်ပါတယ် Kelly ကချန်ဟာမျက်မြင်သက်သေဖြစ်ပြီးခိုင်လုံတဲ့သက်သေတွေလည်းရှိတာကြောင့်မဟုတ်နိုင်ဘူးလို့ညှင်းခုန်ပါတယ်ဒါပေမဲ့ Eddie ကတယောက်ကဖုန်ကြီးစီမှာအပြစ်ဝင်ခံခဲ့တာဖြစ်မယ်လို့ခံမှန်းပြီး Christian ဖြစ်နိုင်ကြောင်းပြောပါတယ်နာမည်က Christian ဆိုတော့ရှင်းနေတာပဲလေဖုန်ကြီးကဒါကိုအတီးပြုတ်လိုက်တဲ့အခါတကယ်အမှန်တရားက Christian ဟာ Sully စီကကြွဂိမ်းမီဆက်ဖို့အတွက်အဲ့ဒီဆိုင်ကိုတပြတိုက်ခဲ့တာဖြစ်နေပါတယ်ဒါကိုတိလိုက်ရတဲ့ Sully ကကောင်းလေးတယောက်ကို9000ချေးမိယုံနဲ့သူတေးရတော့မယ်ဆိုတာကိုမကြေမနက်ဖြစ်သွားပါတယ်10မိနစ်ပြည့်တဲ့အခါလူသက်သမားရောက်လာပြီး Sully ကကိစ္စအသေးမွားလေးအတွက်အပြစ်ပေးခံရတာကိုအော်ဟောက်ပြောဆိုကသူ့ကိုပြစ်တက်ဖို့စိန်ခေါ်ပါတယ်ဒါပေမဲ့လူသက်သမားကသူ့ကိုဂယုမဆိုင်ဖဲ ADC ကိုဥတီသွားပါတယ်သူမောင်းဖြုတ်လိုက်တဲ့အချိန်မှာ Father Francis ကအကြီးရှိကနေကာကွယ်ပေးလိုက်ပြီးသူ့ကိုယ်စားအပြစ်ခံလိုက်ရပါတယ်လူသက်သမားကဖုန်ကြီးရဲ့အလောင်းကိုဆွဲထုတ်သွားတဲ့အခါ Kelly ကသူ့ကိုဝေဆိုတဲ့နာမည်နဲ့ခေါ်ပြီးဖြောင်းဖြဖို့ကြိုးစားပါတယ်ထိုလူကခစ်တက်ရက်တန်ပြီးသူဟာဝဲမဟုတ်ကြောင်းပြောကအခန်းထဲကထွက်သွားပါတဲ့အချိန်မဲ့နာရီပြန်ဆတဲ့အခါ Jackson ကထိုလူဟာဝဲနဲ့နီးစပ်သူတငယ်ချင်းဒါမှမဟုတ်မိသားစုဝင်ဖြစ်နိုင်ကြောင်းအကြံပြုပါတယ်ဒါပေမဲ့ Kelly ကဝဲရဲ့တရက်ခွင်မှာဘယ်သူမှမရှိခဲ့တယ်လို့သူမလည်းဘယ်သူကိုမှမမှတ်မိကြောင်းပြောပါတယ်ဒါပေမဲ့ဝဲဟာလွန်ခဲ့တဲ့နှစ်ကထောင်ချခဲ့တာဖြစ်ပြီးလူသက်သမားကဒီကိစ္စကိုနှစ်ပဲပြင်ဆင်ခဲ့တာဖြစ်လို့ Jackson ကဒါကိုထူးဆန်းနေပါတယ်အဲ့ဒီအချိန်မှာ Sully ကအချက်လက်တွေကိုချိတ်ဆက်မိသွားပါတယ် Christian ကသူထောင်ကထွက်လာတော့ကဘာမှမရှိဘူးလို့ပြောခဲ့ပေမဲ့လက်နက်မပါပဲဆိုင်ကိုတပြတိုက်ဖို့မဖြစ်နိုင်ပါဘူးဝင်းကသူ့ညီကိုတက်ပြီးတနက်တွေရောင်းစားခဲ့တယ်လို့ပြောခဲ့တာကိုတတိယပြီးဝင်းက Christian ကိုတနက်ရောင်းခဲ့သူလို့သူကတန်တရားဝင်ပါတယ်အဲ့ဒါကဘာလို့သူတို့တွေဒီထဲရောက်နေရလဲဆိုတာကိုရှင်းပြနိုင်ပေမဲ့ Kennedy နဲ့ Jackson တို့ဘယ်လိုပတ်သက်
နေလဲဆိုတာကိုတော့မသိသေးပါဘူးမကြခင်မှာအချိန်ကုန်သွားပြန်ပြီးလူသက်သမားအခန်းထဲဝင်လာပါတယ်သူကချန်ကိုမန်ဒရင်လိုရေးထားတဲ့စာရွက်တစ်ရွက်ပေးလိုက်တဲ့အခါမှာတော့ချန်ကအရာအလုံးရဲ့အကြောင်းရင်းကိုနားလည်သွားပါတယ်ထိတ်လန့်သွားတဲ့ချန်ကဒူးထောက်ပြီးတောင်းပန်ကိုယူပေမဲ့ထိုလူကဂယုမဆိုင်ပဲသူမကိုရဲရဲဆက်ဆက်ပစ်တက်လိုက်ပါတယ်ဒါကိုမြင်တဲ့ကလေးကသူမမှာကလေးရှိကြောင်းသူမကိုလွှတ်ပေးဖို့တောင်းပန်ပါတယ်ဒါပေမဲ့လူသက်သမားကသူမရဲ့ကလေးကိုကလေးထိန်ကပဲအဓိကစောင့်ရှောက်တာဖြစ်ပြီးသူမနောက်ဆုံးဘယ်တော့ကကလေးနဲ့အချိန်ဖြုံးခဲ့လဲလို့မေးပါတယ်ကလေးကိုအကြောင်းပြချက်အဖြစ်မသုံးဖို့သူကပြောပြီးဂျက်ဆန်ဘက်ကိုလှည့်ကာဒါကမင်းကိုလည်းဒေါသထွက်စေတင်တယ်လို့ပြောလိုက်ပါတယ်လူသက်သမားထွက်သွားပြီးနောက်ဇဝေဇဝါဖြစ်နေတဲ့ဂျက်ဆန်ကဒါဘာကိုဆိုလိုတာလဲလို့မေးတဲ့အခါအမှန်တရားကတော့သူဟာကယ်လီရဲ့သားရဲ့ဖခင်အရင်မြင့်ဖြစ်နေတာပါသူကကယ်လီကဒါကိုဖုံးကွယ်ထားတဲ့အတွက်ဒေါသထွက်သွားပါတယ်သူကသူမကိုတကူကောင်းဆန်တဲ့အမျိုးသမီးလို့ခေါ်ပြီးတခုခုကိုဖုံးကွယ်ထားတယ်လို့ဆွဆွဲပါတယ်ကယ်လီကဒီအချက်လက်တွေထွက်သွားရင်သူမတေတာနဲ့အတူတူပဲလို့ပြောပေမဲ့နောက်ဆုံးမှာတော့အမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်သူမကဝဲကိုတပြမှုဖြစ်တဲ့နေရာနဲ့မလန့်မကန့်မှာခရမ်းရဲ့ဖော်ပြချက်နဲ့တူလို့ဖန်ဆီးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူမမှာခိုင်လုံတဲ့တသက်မရှိသလိုအဲ့ဒီအချိန်မှာသူမဟာအမှုတွေရှုံးနေတာကြောင့်အောင်မြင်မှုတစ်ခုလိုအပ်နေပါတယ်သူမဟာအဲ့ဒီအချိန်ကစွမ်းဆောင်ရည်အနှိမ့်ဆုံးရှိနေဖြစ်ပြီးဘယ်သူမှအလေးမထားကြပါဘူးဒါကြောင့်သူမရဲ့အလုပ်ကိုစက်ထိန်ထားဖို့ဝဲကိုအမှုဆင်ဖို့ဆုံးဖြတ်ခဲ့တာပါခရစ်စတန်ရဲ့သပင်တချို့ကိုချန်ကလုံထွေးရင်းရခဲ့တာကိုကယ်လီကတည်သွားပြီးဝဲရဲ့ဘီးကနေသပင်တွေကိုခိုးယူကာသူမရဲ့ရည်စားဂျက်ဆန်ကိုအသုံးချခဲ့ပါတယ်ဂျက်ဆန်ရဲ့ခွင့်ပြုချက်နဲ့တက်တည်ခန်းထဲကိုခိုးဝင်ပြီးသပင်နမူနာတွေကိုလဲလှယ်ခဲ့ပါတယ်ဆိုလိုတာကဂျက်ဆန်ဟာမတိလိုက်ဖဲနဲ့တက်တည်တူလုပ်ဖို့ကူညီပေးခဲ့မိပြီးအပြစ်မရှိတဲ့ကောင်လေးကိုထောင်ထဲပို့လိုက်မိတာပါဒါကိုကြားတဲ့အခါအားလုံးကသူမရဲ့လုပ်ရက်အပေါ်ယွန်ရှာသွားကြပါတယ်ဒါပေမဲ့ကယ်လီကဒါကိုဘယ်တော့မှအပြစ်မပေါက်စေရဘူးပေါက်ကြရင်သူမထောင်ကြပြီးအလုံးနဲ့ကလေးကိုဆုံးရှုံးရလိမ့်မယ်လို့ပြောပါတယ်အုပ်စုကလူသက်သမားဟာသူ့သားအတွက်လက်စားချေနေတဲ့ဝေရဲ့ဖခင်ဖြစ်ရမယ်လို့တွေးကြပါတယ်ဝေထောင်ကြပြီးနောက်ဘာဖြစ်ခဲ့လဲဆိုတာကိုသူတို့စဉ်းစားကြပြီးလွန်ခဲ့တဲ့နှစ်ကပြစ်ဒဏ်ကြခံနေရတဲ့ခိကနဲ့ထောင်ထဲမှာဆုံခဲ့ရမယ်လို့ယူဆကြပါတယ်ဒါပေမဲ့အချိန်ကုန်ခါနီးမှာအဲ့ဒီရဲ့ပတ်သက်မှုကိုမသိသေးပါဘူးခိတအကြအမာလူသက်သမားအခန်းထဲဝင်လာပြီးအဖြေပြည့်အစုံမပေးနိုင်တဲ့အခါဆိုလီကိုတက်ပစ်လိုက်ပါတယ်ထိုလူထွက်သွားပြီးနောက်ကယ်လီဂျက်ဆန်နဲ့အက်ဒီတို့၃ယောက်ပဲကျန်တော့ပြီးသူတို့အရန်ကိုထိတ်လန့်နေကြပါတယ်အဲ့ဒီအချိန်မှာအက်ဒီကခရုကမတိခင်ကလူသက်သမားကိုသူ့သွေးတွေဘသူ့အပေါ်မှာမစင်ဖို့တောင်းပန်ခဲ့တာကိုတတိယသွားပါတယ်အက်ဒီကခရုကမှာအက်ဒီယောဂရှိနေနိုင်ပြီးဝဲကိုထောင်ထဲမှာအနိုင်ကျင့်ကယောဂကူးဆက်စေခဲ့တာဖြစ်နိုင်တယ်လို့တွေးမိပါတယ်ကျန်တဲ့သူတွေကဒါကိုအတိတ်ပဲမရှိဘူးလို့ပယ်ချပေမဲ့အေဒီကဝေထောင်ကထွက်လာတဲ့အချိန်မှာသူ့ကုမ္ပဏီကအက်ဒဝေဒနာရှင်တွေရဲ့တက်တန်းတိုးဖို့စေဝါစမ်းသပ်မှုတွေလုပ်နေတာကိုရှင်းပြပါတယ်ဒီရဲ့အလောက်ကလူတွေကိုပယ်ချဖို့ဖြစ်ပြီးကုမ္ပဏီရဲ့မူဝါဒအရရာဇဝတ်မှုမှတ်တမ်းရှိသူတွေအသက်အရွယ်မမှန်သူတွေဒါမှမဟုတ်ငွေကြေးမလုံလောက်သူတွေကိုသူကပယ်ချရပါတယ်အေဒီကဝေဒီရဲ့ရှောက်လွှာကိုရာဇဝတ်မှုမှတ်တမ်းကြောင့်သူကိုယ်တိုင်ပယ်ချခဲ့တာဖြစ်နိုင်ကြောင်းဝန်ခံပါတယ်ဒါကြောင့်ဝေဒီရဲ့ဖခင်ကလွန်ခဲ့တဲ့နှစ်ကသူ့သားတည်ဆုံးသွားတဲ့အချိန်မှာလက်စားချေဖို့စတင်ကြအန်စီခဲ့တာဖြစ်ပါတယ်မကြခင်မှာလူသက်သမားအခန်းထဲပြန်ဝင်လာပြီးအမှန်တရားကိုသိပြီလားလို့မေးပါတယ်ဒီကသူတို့သိသမျှအကုန်ပြောပြလိုက်တဲ့အခါမှာထိုလူကမျက်နှာဖုံးကိုချွတ်လိုက်ပါတယ်သူ့သားဟာအရန်တတိရှိတဲ့ကောင်လေးဖြစ်ကြောင်းနဲ့ဒီအခန်းထဲကလူတိုင်းဟာသူ့သားရဲ့တည်ဆုံမှုကိုတားဆီးနိုင်ခဲ့ကြသူတွေဖြစ်တယ်လို့ပြောပါတယ်သူတို့လုပ်ခဲ့တဲ့လုပ်ရက်တွေနဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုသူတို့တစ်သက်လုံးမှတ်ထားဖို့သူကပြောပါတယ်အဲ့ဒီနောက်မှာတော့ဝေဒီရဲ့ဖခင်ကကယ်လီကိုလက်ထိပ်ဖြုတ်ဖို့တော့ပေးလိုက်ပြီးရဲတွေလာနေပြီဖြစ်ကြောင်းပြောပါတယ်ဒါပေမဲ့လက်ထိပ်ဖြုတ်ပြီးတာနဲ့ကီလီကရုတ်တရက်သူ့ကိုတိုက်ခိုက်ပြီးတနက်ကိုလူယူလိုက်ပါတယ်အမှန်တရားပေါ်သွားရင်သူမဘဝပျက်စီးသွားမှာဖြစ်လို့ဒါကိုခွင့်မပြုနိုင်ဘူးလို့ပြောပါတယ်သူမကဝဲရဲ့ဖခင်ကိုပြစ်လိုက်ပြီးအဒီနဲ့ဂျာချန်တို့ကိုပါတက်တည်မကြံအောင်ပြစ်တက်လိုက်ပါတယ်ဒါပေမဲ့ဝဲရဲ့ဖခင်ဟာကြီးကအင်ဂျီဝတ်ထားလို့အသက်ရှင်နေပါသေးတယ်သူကဖြစ်ပျက်သမျှကိုကင်မရာကနေလူတိုင်းစောင့်ကြည့်နေကြပြီးကီလီမာဖီရဲ့အစ်စ်မှန်ကိုအားလုံးသိသွားအားကြပြီလို့ပြောပါတယ်ဒါပေမဲ့ကယ်လီကဂယုမဆိုင်ပဲသူ့ကောင်းကိုတက်တက်ပြစ်တက်လိုက်ပါတယ်စသိမ်းပိုင်းမှာတော့ရဲတွေရောက်လာတဲ့အချိန်မှာကယ်လီကအခန်းထဲကနေထွက်လာပါတယ်သူမကရဲတွေလက်ကနေလွတ်အောင်ထွက်ပြေးနိုင်ခဲ့ပေမဲ့ဒီဖြစ်ရပ်တစ်ခုလုံးကိုတိုက်ရိုက်ထုတ်လွှင့်နေခဲ့တာဖြစ်လို့သူမအကျိုးဆက်ကနေလွတ်မြောက်နိုင်မှာမဟုတ်တော့တာရှင်းနေပါတယ်